သိန်းသခင်သတို့မင်းကောင်သည်သူရှိတွင်ခေါင်းငုံဝတ်တွားနေသောလူငယ်နှစ်ဦးကိုအသေးချကဲခတ်နေသည်ထို့နောက်ဂွန်းတော်ဇက်မှလာဆက်သည့်ကွန်းရာကိုပကြောင်နဲ့ထိုးထည့်လိုက်၏လော်တာရွှင်တို့ကိုတတ်တာနင်တို့တွေကဘဲအကောင်တို့ကျွန်တော်မျိုးပါအောင်တရားကဖြေသည်ကျွန်တော်မျိုးတတ်တာချစ်ညူကလည်းဖြေသည်ဟဲ့နင်တို့နှစ်ယောက်လုံးတတ်တာပေါ့ကျွန်တော်မျိုးတယောက်တည်းတတ်တာပါဒီဘက်ကငါအောင်စရာကလော်တာရွှင်ကျွန်းလေးတွေနဲ့သာတိုက်ခဲ့တာပါအောင်စရာကစက္ကနဲ့ဖြစ်သွားပြီးချစ်ညူကိုဆက်ကြည့်လိုက်သည်ခင်ဦးသားများတဲလေကြီးတာပဲတင်းနဲ့လော်တာရွှင်တို့၃ယောက်လုံးထွေးနေတုံးကျုပ်ဝရင်ဒုစာမိမှလော်တာရွှင်အသက်ထွက်တာဆိုင်ရှင်ဘရင်ကြီးမှအတိဆုံးဟေးငါအောင်စရာမဟုတ်တာမပြောနဲ့နင်ဝင်မပါလဲ၃ယောက်လုံးငါတယောက်တည်းတတ်နိုင်တယ်နင်ဘလောက်သွေးရှိလဲတော်ကြစမ်းငါရှိလာပြီးမန်ဖီနေကြတယ်နင်တို့တွေတော့ဇက်ပြက်ချင်ကြပြီထင်ရဲ့ထိုအချိန်တွင်ငတွန်ကလက်အုပ်ချီလျက်ဝင်လာသည်ဟဲ့ငတွန်ငယ်ဘာများတော့ခြံဝါမှာလူတစုရောက်နေပါတယ်ပြီးတော့လူစားလည်းပါပါတယ်သူကမင်းကြီးနဲ့တွေ့ဝင်တောင်းနေပါတယ်အေးတက်သေးဆုံးတာပေါ့အဲ့ဘရင်ကြီးမတယောက်ပဲငါရှိခေါ်သွင်းလာခဲ့ကြည်ငတွန်အိမ်ရောက်ပြန်ဆင်းသွားသည်ဝန်တကားပွင့်လာပြီးငတွန်ထွက်လာသည်ကဲနှမခမည်းကိုသိသိခင်ကခေါ်တော်ရှိလိုက်တယ်ငတွန်ကိုမြင်လိုက်ရသဖြင့်ချစ်မြကရှေ့သို့ထွက်လိုက်သည်ကိုလူမင်းတို့မပါဘူးသူတယောက်ပဲခေါ်ရှိတာရီစာကချစ်မြပခုံးကိုဆုပ်ကင်လိုက်သည်ကျမဖြေရှင်းခဲ့မှမယ်ကျမကြောင့်ဖြစ်တဲ့ပြဿနာပါရှင့်ကိုဘာမှမဖြစ်စေရဘူးလို့ကတိပေးပါတယ်မိမကတိပါတည်စေရမယ်ရီစာကငတွန်နောက်မှလိုက်သွားသည်ချစ်မြကရီစာဆုပ်ကင်ခဲ့သောသူ့ပခုံးကိုခပ်ဖွားဖွားတစ်ချက်ကင်ကြည့်ပြီးပုတ်သက်ကြံရစ်သည်အင်္ဂလိပ်ကားသို့တက်ခန့်ဤတွင်ငတွန်ကရီစာကိုတက်ရန်လက်ပြလိုက်ပြီးနှမရီစာကပြောဆိုသည့်သဘောဖြင့်မင်းငေါ့ပြလိုက်သည်ကိုသိန်းသခင်နန်းတစ်တပ်ပွဲမှာစိတ်နှောက်ယှက်ဖြစ်စရာတခုနဲ့ကြုံလာတယ်လို့အိမ်တော်စရေးမောင်မြတ်ဆန်ကခုနပဲကျုပ်ကိုပြောသွားတယ်ကိုသိန်းသခင်ကသူစိတ်မထင်ရင်မထင်သလိုထထကြမ်းတတ်တာကျုပ်သိသုံးပဲတခုခုဆိုအဲ့ဒီအိမ်မော်ကအကောင်တွေအတွက်တော့ကိုယ့်အသက်ကိုတော့မရင်းပါနဲ့ခမရတတိရှိတာကျုပ်သိပါတယ်ဒါပေမဲ့ခမရတို့ကစိတ်ပူတယ်ဘာဖြစ်ဖြစ်ပါကျုပ်ဒီလေကားရင်းမှာရှိနေပါတယ်ရီစာကငတွန်ကိုမျက်လုံးဝါးကြီးဖြင့်စိုက်ကြည့်ပြီးပြုံးပြသွားသည်အိမ်ပေါ်ဓာတ်တွင်ကိုသိန်းသခင်ကတလွန်ပေါ်တွင်ထိုင်နေ၏နတ်တပ်ပွဲတွင်ဝတ်ဆင်ခဲ့သောစစ်သူကြီးဝတ်ဆောင်ကိုပင်မလဲလှဲ့ရသည်ရီစာကလက်အုပ်ချီလျက်ကျမ်းပြင်တွင်ဝတ်တွားလိုက်သည်ဝတ်တွားလျက်မှသူ့ဘေးတွင်ရှိနေသောသူကိုမြင်လိုက်ရသဖြင့်အံ့ဩသွားသည်အောင်စီရသူ့ကိုဖမ်းမိခဲ့သည်ကောအံ့ဩနေလားလူစာမငယ်ကိုသိန်းသခင်ထံမှအတန်ထွက်လာသည်မဲမင်းတို့တွေပါနှက်ပါပြီပေါ့ဟေ့ဒီငါအောင်စီရကိုမဲမင်းကတည်င်းပေးပြီးပြေးခိုင်းပေမဲ့မြို့တကားတိုင်းကတက်တွေကကျုပ်လူတွေဆိုတာမသိရိုးလားကွအခန်းကတိတ်ဆိတ်နေသည်အောင်စီရကကိုသိန်းသခင်ကိုမော်မှုသည်မိမရပဲခက်တီတီပဲမောကြည့်သည်ထို့နောက်အခန်းတွင်စောင့်ကြက်နေသောကိုရန်တော်တက်ကိုစိတ်ငှသွားလိုက်ကြည့်နေသည်ဟဲ့ဟိုးအကောင်နေရငါ့ကိုမခံလေးစားပေါ့လေအောင်စီရပုံစံကြောင့်ဒေါသထွက်သွားသောကိုသိန်းသခင်ကိုကြည့်ကာချစ်ညူကပြုံးလိုက်သည်ကိုသိန်းသခင်ကတလွန်ဆောင်ကိုလက်သီးဖြင့်ထူချလိုက်ပြီးနင်တို့အရိုင်းဆိုင်တွေမင်းပါဆိုးပါဘယ်နဲ့ခါသားရဲဆိုတာမသိကြရော့သလားငါအကုန်ခုတ်တက်လိုက်ရဟဲ့မောင်မျက်စံထရွက်ယူခဲ့စမ်းတင်းတို့ကျူးလွန်ခဲ့တဲ့လူသက်မှုကိုအကုန်စစ်ဆေးမှတ်တမ်းသွင်းဖို့လုပ်ဆွေစဉ်80ရာဇဝတ်ဘေးတင့်စီမယ်မောက်တို့အနက်မိန်ညိုများဝှစင်ထားသည့်ကိုရန်တော်တက်မှဒလွန်များကင်ကသူတို့သုံးဦးကိုဝန်းရံလိုက်သည်အရှင်ကျွန်တော်မကိုပြောခဲ့တော့တမျိုးပါယောက်ျားကတိဆိုဒီတပေါင်းမကတော့နင့်မှာကွက်မယ်မပူနဲ့ထိုချိန်တွင်အိမ်ပေါ်သို့ငတွန်ကအလင်းစလိုတက်လာသည်ခြံဝင်းဝမှာဆရာတော်ကြွလာပါတယ်ဗျာဟဲ့လာပြန်ပြီဘယ်ဆရာတော်လဲချွေကြပင်ဆရာတော်ရဲ့ဗျာအော်ဘယ်နဲ့ဒီဖုန်းကြီးတွေလည်းမပြောမဆိုနဲ့ကိုသိန်းသခင်သည်တလွန်ပေါ်မှအလင်းမြန်ထကတကားဝါသို့လှမ်းလိုက်သည်ထိုစဉ်တောင်မွေးတံတောက်ဖြင့်လေကားပေါ်သို့ယဟန်တစ်ပါးတက်လာလေသည်ရွှေရောင်တောက်ချာကိုစောင်းထားပြီးရွှေနားကွတ်ထားသောသင်္ကန်းကိုကွတ်ထားသည့်ဥပရိယုတ်ကောင်းကောင်းအသားဖြူဖြူယဟန်တစ်ပါးတက်တော်က90ကျော်သာရှိအောင်မည်အင်းဝနေပြည်တော်တွင်ရှင်ဘီရင်၏အထူးကိုးကွယ်ခြင်းခံရသောဩဇာအာဏာကြီးမှလာသည့်ဆရာတော်သုံးပါးအနက်တပါးပါဝင်ဖြစ်သည့်ယဟန်လပွဲခံစိတိဝရိတ်ရှုကြပင်ဆရာတော်ဥပညာဝရဖြစ်သည်
ထိုဆရာတော်ကကျမ်းဂန်ပညာအထိုက်လျောက်သာတက်မြောက်တော်လဲဥပရိယုချုံမောမှုအပြောဟောကောင်းမှုတို့ကြောင့်ရှင်ဘုရင်အသစ်ကရွှေတောက်ချာအုပ်ထုပ်နှင့်ရွှေနာကွတ်သင်္ကန်းကလူကယဟန်လာဟုသောဘွယ်အစမ်းကိုဆက်သခံရသူဖြစ်သည်ထို့ပြင်ရှင်ဘုရင်ထံမှအထူးပေးအပ်သောအလှူနေဖြင့်မင်းပြစ်မင်းတန်တည်တံကြသူများကဲနှုတ်ယူခွင့်ပေးအပ်ခံထားရသူလည်းဖြစ်သည်ဆရာတော်၏နောက်တွင်ပါလာသူကဦးလုံးခင်ဦးမြို့တကြီးမြင်းစည်းဦးလုံးနှင့်ဇနီးဖြစ်သူဒေါ်စံကလာကိုသိန်းသခင်ကအခြေအနေကိုရေးစားမိသွားသည်ချွေကြပင်ဆရာတော်ကကိုသိန်းသခင်ထိုင်ခဲ့သောညောင်ဆောင်ပေါ်တွင်တွားရောက်ထိုင်သည်ကိုသိန်းသခင်ကလူစာတို့၃ယောက်၏ဘေးတွင်ဝင်ထိုင်ကဥချဝေပြုလိုက်တော့၏တကားလုံးရဲ့သားကြီးကဘယ်တယောက်တော့ကွကျွန်တော်ပါချစ်ညိုပါဖေဟာအန်ကိုခတ်တင်းချင်းကြိတ်ထားသည့်ကိုသိန်းသခင်၏တပင်းချတံကိုဘေးနားတွင်ထိုင်နေသောလူစာကကြားပြအောင်ကြားလိုက်သည်